我说啦，谁是老板多年呀？讲年我给的拢鸟来，ဒီကနေ့ကမုတ်ချတေချာကမြည်ကြီးဘုံကိုပြန်ကြမယ်။ညောင်းလိုက်တဲ့အချိန်ကနေကြားလိုက်တဲ့အချိန်ထိဘယ်လောက်ကြာမလဲ။ဒီလေထဲမှာဘယ်လောက်ကြာမလဲဆိုတာကတော့ကိုကဘယ်လောက်ပြင်းထန်တဲ့အရှိန်နဲ့ဘယ်လောက်အားကြီးတဲ့အရှိန်နဲ့ညောင်းလိုက်တယ်လဲဆိုတာကငုတည်နေ။တာလေးပဲညောင်းလိုက်မယ်ဆိုတော့14ငပေလောက်ပေါ်တက်သွားပြီးတော့ခဏနေတော့ပြန်ကြလာမယ်စက်တံပိုင်းနဲ့ပြန်ကြပါမယ်နော်။ဟုတ်လား။အဲ့ဒါကိုယ့်ရဲ့ဒီလူဘဝကိုနေရမယ့်အချိန်နေရမယ့်အနေဒါလောက်ကြာမလဲမကြာဘူးလဲဆိုတာဒီလူဘဝကိုရကြတဲ့ကံတရားအရှိန်မူဒီဘလောက်ကြီးမားတဲ့ကံနဲ့ဟိုကဒီလူဘဝရခဲ့တာအဲ့ဒါကိုကျွန်တော်သိနိုင်လားမသိနိုင်ဟုတ်လားကျွန်တော်သိနိုင်တာကဘာလို့ဆိုအရှိန်ဆိုတာတုံတက်တဲ့သဘောရှိတယ်လိမ့်ဆန်မျိုးဟောတာမင်းမဟုတ်ပုံတဲ့အချိန်မှာတေချာမောင်းရက်သွားဒကာကြီးဆိုအရှိန်တော်တော်ကောင်းကောင်းနဲ့ပြစ်ခဲ့တယ်ပြောတာအသက်80တိနေရတယ်ဟုတ်တယ်မဟုတ်လား